အားလုံးမင်္ဂလာပါ UK Match Day ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ Champion ပြည်သက်တွေအားလုံးမင်္ဂလာပါဒါကျွန်တော်တို့စိတ်ဝင်စားစရာနောက်ဆုံးရအပြောင်းရွှေ့နဲ့စိတ်ဝင်စားစရာသတင်းတွေကိုကျွန်တော်တို့ပြောရမယ်ဆိုရင်တော့ဗောလေဆိုတော့ကျွန်တော်တို့မနေ့ကတနင်္ဂနွေနေ့ညပိုင်းနဲ့တနင်္လာနေ့မနက်ပိုင်းသတင်းတွေကိုကြည့်ရင် August လ10 ရက်နေ့က Leo Messi တို့တကယ်ကိုအမှတ်ရစရာတွေနဲ့စိတ်ပြတ်စရာအခြေအနေတွေအဓိကပြည့်ခဲ့တဲ့နေ့ဖြစ်တယ်ဒါပြီးခဲ့တဲ့ August လ10 ရက်နေ့ကသူ့ရဲ့ဖခင်ကွယ်လွန်သွားခဲ့တာဖြစ်ပြီးတော့ဒါ2021ခုနှစ်တုန်းကလည်း August လ10 ရက်နေ့မှာ Messi ဟာ Barcelona အသင်းကလမ်းခွဲခဲ့ရတာဖြစ်ပြီးတိုက်ဆိုင်သူ့ဖခင်ကွယ်လွန်တဲ့နေ့နဲ့သူ Barcelona အသင်းကလမ်းခွဲရတဲ့နေ့က9နှစ်အကြာမှာတိုက်ဆိုင်တူညီခဲ့တာဖြစ်တယ်နေမာဂျူနီယာက2029 ဇန်နဝါရီမှာ Santos နဲ့လမ်းခွဲသွားဖို့ရှိတဲ့အချိန်တချို့ report တွေမှာဆိုရင် Inter Miami အသင်းကိုပြောင်းရွှေ့လာနိုင်ပွဲရှိတယ်လို့သတင်းတွေဖော်ပြနေရှိတယ်နေမာရဲ့စာချုပ်ကတက်တန်းကုန်မှာဖြစ်ပြီးတော့သူ့အနေနဲ့ Santos ကထွက်ဖို့ပြင်နေပြီးတော့ Miami ကိုပြောင်းရွှေ့ကစားဖို့ဆန္ဒရှိနေတယ်ဆိုပြီး report တွေမှာဖော်ပြထားတယ် Atletico Madrid အသင်းကလက်ရှိမှာ Cristiano Romero ကိုနောက်ထပ်တစ်ချိန်ထပ်ပြီးကန်လန်တာတယ်ဒါအခုလောလောဆယ်မှာကစားမကိုယူရို40 package နဲ့ကန်လာမှုကို Tottenham Hotspur ကပေးချထားပြီးတော့ဒီချိန်ကန်လာမှုမှာ50ထိရှိဖို့လိုအပ်ကြောင်း Spurs ကအသိပေးထားတယ်လက်ရှိမှာ Tottenham ရဲ့ captain ကို Arsenal အသင်းကလည်းစိတ်ဝင်စားသလိုအသင်းကောင်းဆောင်ဖြစ်သူကိုယ်တိုင်ကဒါမြောက်လန်ဒန်ပြိုင်ဘက်ကိုပြောင်းရှင်တယ်ဆိုတဲ့သတင်းတွေကြောင့်စပါးကတော့ Arsenal ကိုရောင်းချတာထက်စားရင်သူတို့အနေနဲ့ဒါ Atletico Madrid ကိုပဲရောင်းချမယ်လို့ဆိုတဲ့ Paris Saint-Germain အသင်းရဲ့တောင်ပန်ကစားမ Bradley Barcola ကို Arsenal အသင်းနဲ့ Liverpool တို့အပြိုင်စိတ်ဝင်စားရရှိတယ်။ Arsenal ကဒီပြောင်းရွှေ့မှာတန်100ထက်ပိုပေးဖို့ဆန္ဒမရှိသလို Liverpool ကလည်းတန်100ကန်လာမှုကိုပယ်ချထားတယ်။ PSG ကတော့သူတို့ရဲ့တောင်ပန်ကစားမအတွက်အနည်းဆုံးပေါင်145တန်းကိုလုံးဝ short ပေးမှာမဟုတ်ဘူးလို့ဆိုထားလို့ Bradley Barcola ကတော့လောလောဆယ်မှာ Liverpool နဲ့ personal agreement ရရှိထားသူဖြစ်တယ်။ Manchester United က Andre နဲ့တွေ့ဆုံစကားပြောဆိုမှုတွေပြုလုပ်ခဲ့ကြောင်းဒါ British media တွေမှာဖော်ပြထားတယ်။ပြီးခဲ့တဲ့ရက်ပိုင်းက Real Madrid အသင်းကထွက်ခွာသွားရပွဲရှိတဲ့ Andre ကို Man United ကစကားပြောဆိုခဲ့တယ်။ဒါပေမဲ့ပြဿနာက Real Madrid က Andre ကိုအငှားသီးတန့်တာဒါခွင့်ပြုဖို့ဆန္ဒရှိပြီး United ကအပိသက်ဝယ်ယူခြင်းနဲ့ဆန္ဒမျိုးရှိတယ်ဆိုတော့သူတို့နှစ်ခုကြားဆွေးနွေးမှုကအဆင်မပြေဖြစ်နေသေးပေမဲ့ Man United ကတော့ဒီပြောင်းရွှေ့ကိုထပ်ပြီးဆွေးနွေးနေစေဖြစ်ကြောင်းဖော်ပြထားတယ် Manchester United ကအခုလောလောဆယ်အနေထားအရ Adam Warden ကိုစိတ်ဝင်စားရရှိလို့ Mason Mount ရဲ့ဒဏ်ရာကြောင့်တခြားကွင်းလေကစားမတွေကိုလည်းပြန်လည်စိတ်ဝင်စားမှုပြသလာတဲ့အကြောင်းဒါ Manchester Evening Standard သတင်းစာကဖော်ပြထားတယ် Barcelona အသင်းကဒုတိယကြောင့်ကာလာချီချာနာရမယ် Frankie De Jong ကလက်ရှိချိန်ထိခွဲစိတ်ကူတာထားခြင်းမရှိတဲ့ပုံကိုတော်တော်လေးစိတ်ပြတ်နေတယ်ဒါဒဏ်ရာပြဿနာရရှိပြီး6ပတ်ရှိနေသည့်တိုင်အောင်သူခွဲစိတ်ကူတာမှုကိုပြုလုပ်ခြင်းမရှိတဲ့အတွက်ကြောင့်ကက်တလန်ကလပ်ကသူ့ရဲ့ဒဏ်ရာဟာတိုးတက်လာခြင်းမရှိလို့ဒါကလပ်အနေနဲ့အများဆုံးခွဲစိတ်ကူတာဖို့ဒါ Frankie De Jong ကိုသူတို့ဘက်ကတောင်းဆိုထားတာဖြစ်တယ် Paris Saint-Germain အသင်းရဲ့ကွင်းလယ်ကစားမ Fabian Ruiz ကို Chelsea ကသဘောကျလေရှိတယ် Chelsea အနေနဲ့ဈေးကွက်မပိတ်ခင်မှာကွင်းလယ်ကစားမတယောက်ခေါ်ယူသွားနိုင်မဲ့အခွင့်အရေးရှိနေစေဖြစ်ပြီးတော့ Fabian Ruiz ကပြီးခဲ့တဲ့ရာသီကမှဒါ Paris Saint-Germain နဲ့2030ခုနှစ်ထိစာချုပ်တက်တန်းထပ်တိုးထားသူဖြစ်ပေမဲ့ဂျာဗီအလွန်ဆိုကသူ့ကိုခေါ်ဖို့ဆန္ဒရှိပြီးအသက်30ရွယ်ရှိတဲ့ဒါစပိန်ကွင်းလယ်ကစားမအတွက်ယူရိုတန်း60ထိသုံးစွဲဖို့အသင့်ရှိကြောင်းGuardian ကဖော်ပြထားတာဖြစ်တယ်တကယ်လို့များ Manchester City က Rodrigo ဆုံးရှုံးသွားရင်တော့ Andrew Fernandes ကိုခေါ်ယူမယ်ဆိုတဲ့အချိန် Chelsea က Andrew အတွက်ပေါင်120သတ်မှတ်ထားတယ် City အနေနဲ့အခြား option တွေကိုကြည့်နေစေဖြစ်ပြီးတော့ Andrew Fernandes ကိုတော့တန်း120သုံးဖို့ထိသူတို့ဘက်ကစဉ်းစားထားတယ်ဆိုတဲ့သတင်းတွေလည်းတက်တယ်တစ်ဖက်မှာတော့ဒါ Chelsea အသင်းကဒါ Martin Zubimendi ကိုစိတ်ဝင်စားတယ်ဆိုတဲ့သတင်းတွေတက်နေတယ်ယာဗီအလွန်ဆိုက Real Madrid မှာရှိစဉ်တည်းကရော Sociedad မှာသူဒါလူငယ်အနေပြဖြစ်ဆောင်ရွက်ခင်ကလေးကဒါ Martin Zubimendi ကိုသဘောကျခဲ့တာဖြစ်ပြီးတော့ဒါအခု British media တွေရဲ့ report ရဆိုရင် Zubimendi ကို Chelsea ကစိတ်ဝင်စားမှုရှိတဲ့အချိန် Arsenal ကသူတို့လိုချင်တဲ့တောင်းရွှေ့ခြင်းမျိုးရရင်ရောင်းချနိုင်ပွဲရှိကြောင်းဖော်ပြထားတယ်။ဒါအခုစပိန်ရဲ့ Mundo Deportivo report ရဆိုရင် Zubimendi တို့ပေါင်89တန်းဆိုရင် Arsenal ဟာလက်ခံစဉ်းစားပွဲရှိကြောင်းဆိုတဲ့
ကိုမိုသိန်းရဲ့တိုက်စစ်မှုဒါ Everdo Morata ကအခု club အသင်းကထွက်ပြီး Major League Club Atlanta United အသင်းကိုပြောင်းဖို့ပြင်ဆင်နေတယ်ကိုမိုကိုတိုင်ကသူ့ကိုအသင်းမှာဆက်ထားမထားကိုဆုံးဖြတ်ဖို့ရှိတဲ့အချိန်တကယ်လို့ South Africa ကသူ့ကိုဆက်သုံးမယ်ဆိုရင်တော့အသင်းမှာဆက်ရှိမှာဖြစ်ပေမဲ့တကယ်လို့ဆက်သုံးဖို့ဆန္ဒမရှိရင်တော့ Atlanta United ကိုပြောင်းရွှေ့ပွဲရှိကြောင်းဆိုတဲ့ကိုမိုကအပြောင်းရွှေ့ဈေးကွက်မှာခက်တွတ်နဲ့ပဲနောက်ထပ်ကစားမအဖြစ်ရန်ကူတူကိုခေါ်လိုက်ပါတယ်အသက်20အရွယ်ရှိတဲ့ရန်ကူတူက Borussia Dortmund အသင်းကနေအငားနဲ့ပြောင်းရွှေ့လာတာဖြစ်ပြီးတရားသည့်အငားအတွက်ယူရို2တန်းနဲ့ရာသီကုန်မှာအပိသက်ယူရို30နဲ့ခေါ်ယူခွင့်နဲ့ဒါပြောင်းရွှေ့လာခဲ့တာဖြစ်တယ်ဖူအန်တင်းကလည်းဒါဆောင်းတန်အသင်းရဲ့ကွင်းလက်ကစားမှာရှာချာလီဆိုတဲ့ကစားမကိုသဘောတူညီမှုရရှိပါပြီအစောပိုင်းတုန်းကအဆင်မပြေဖြစ်ပေမဲ့နောက်ဆုံးမှာဖူအန်ကသဘောတူပြီးနောက်ချာလီကိုလက်ရှိမှာပေါင်တန်း30နဲ့ခေါ်ယူမှာဖြစ်တယ်ဒါအပြင်ဖူအန်အသင်းကအနာဂတ်မှာပြန်လဲရောင်းချရင်တော့ဒီစားမရဲ့ရောင်းရငွေရဲ့ percentage ကိုဒါအခုသူ့ရဲ့ class ဆောင်းတန်ကိုပေးရမယ်လို့ဆိုတဲ့ရိုမဲလိုလူကာကူကတော့နာပိုလီကထွက်ပြီးတော့အခုလက်ရှိမှာဖန်နဘက်ချီကိုပြောင်းဖို့ agreement ရတယ်ဆိုသတင်းတက်နေတယ်ဖန်နဘက်ချီကိုတိုင်ကဒါအခုလောလောဆယ်အနေထားရလူကာကူကိုစိတ်ဝင်စားတယ် personal agreement ရဖို့ရှိပြီးတော့လူကာကူကဒါနှစ်နှစ်စာချုပ်ချုပ်ဆိုပွဲရှိပြီးလောက်ခလာစာ10တန်းလောက်ထိရှိနိုင်ပြီးတော့နာပိုလီသင်းနဲ့ဖန်နဘက်ချီချာအပိသက်ဆွေးနွေးမှုတွေဇက်တိုက်ပြုလုပ်လျက်ရှိကြောင်းလာကစတာတယ်လူစပေါ့ကပေါ်ပြထားတယ်ဒါပေမဲ့လူကာကူရဲ့အပြောင်းရွှေ့မှာဖန်နဘက်ချီအနေနဲ့အနည်းဆုံးဒါယူရို10တန်းနဲ့12တန်းချပေးချေရမှာဖြစ်တယ်ဖန်နဘက်ချီဟာတစ်ချိန်တည်းမှာပဲလူကာကူရဲ့အသင်းပေါ်ဟောင်းဖြစ်တဲ့ Marcus Rashford ကိုပါခေါ်ယူဖို့ကြိုးပမ်းနေရှိတယ် Rashford နဲ့ပတ်သက်ရင်တော့လောကလာစာကို Manchester United ကရှော့ချပေးနိုင်မှာသဘောတူနိုင်မှာဖြစ်တယ်ဖန်နဘက်ချီက Marcus Rashford ကိုသဘောချပြီးတော့ Mo Salah ကိုတိုင်ကနောက်ထပ်ခေါ်ယူဖို့တောင်းဆိုထားတဲ့အတွက်ကြောင့်ဒါမိုဆာလက်စ်ကိုဆုံးရှုံးခဲ့ပြီးနောက်ဖန်နဘက်ချီဟာရက်ရှ်ဖို့ကိုအရကျိုးပန်းနေတာဖြစ်တယ်။ဒါပေမဲ့28နှစ်သားရဲ့လာစာကိစ္စကိုတော့ United နဲ့ဆွေးနွေးနိုင်မှဒါလာစာရှော့ချနိုင်မှသူတို့ဘက်ကအပြောင်းရွှေ့ဖြစ်လာဖို့အခွင့်အရေးရှိမယ်လို့ဖော်ပြထားတယ်။ Aston Villa အသင်းကအခုလက်ရှိမှာ Benfica နဲ့အပြိုင်ဒါ Tottenham Hotspur မှာအငားလာကစားတဲ့ Joao Palhinha ကိုခေါ်ဖို့ဆန္ဒရှိတယ်။28နှစ်သားကဒါပြီးခဲ့တဲ့ရာသီတုန်းက Spa အသင်းမှာခြေစွမ်းပြခဲ့တာဖြစ်တယ်။ဒါပေမဲ့ဒါဘိုင်ယန်မြူနစ်တောင်းဆိုတဲ့ပေါင်32တန်းအပိသက်စာချုပ်ကိုပေးချေလို့ခြင်းမရှိတဲ့အတွက်အပြောင်းရွှေ့ပြက်ပြေခဲ့ပြီးတော့ဂျွန်ဖော်လင်ညာကဘိုင်ယန်ကိုပြန်ရောက်လာတာဖြစ်တယ်။လောလောဆယ်မှာတော့ဗီလာကယူလီတီလမန်ကိုဆုံးရှုံးခဲ့ပြီးနောက်ဖော်လင်ညာကိုအစားထိုးခေါ်ယူဖို့စဉ်းစားနေတယ်။ဘတ်ဖီကာအသင်းကလည်းဆုံးနေခြင်းနေပြီးတော့ဘိုင်ယန်မြူနစ်အသင်းကတော့သူတို့ကစားမအတွက်အနည်းဆုံး30လောက်ရရင်ရောင်းချသွားမယ်လို့ဆိုထားပါတယ်။တစ်ချိန်တည်းမှာပဲအာဆနယ်အသင်းကဟူလီယန် Everest ရဲ့အပြောင်းရွှေ့ကိုသူတို့ရဲ့ main target ဖြစ်ထားနေပေမဲ့ဒါလောလောဆယ်နေထားရဘာဆိုနာနဲ့အပြိုင်စိတ်ဝင်စားဆဲဖြစ်တယ်။ Atletico Madrid အသင်းရဲ့နီးပြ Diego Simeone ကဟူလီယန် Everest ကိုရောင်းချဖို့အစီအစဉ်မရှိကြောင်းဆိုထားပေမဲ့ဒီကနေ့တနင်္လာနေ့မှာ Everest က Madrid ကိုပြန်ရောက်မှာဖြစ်တဲ့အတွက်ဒီပြောင်းရွှေ့အတွက်ဒါ transfer request တောင်းဆိုပွဲရှိကြောင်းဆိုတဲ့ Newcastle United အသင်းကတော့လောလောဆယ်မှာဒါအခု Bayer Leverkusen ကွင်းလက်ကစားပါဖလာစီယောနောက်တစ်ဖက်ကမာဆေးကွင်းလက်ကစားမှာ PRM ရောက်ပွဲပြီးရတို့ကိုအသေးအံလိုက်ပြီးတော့အသင်းကထွက်သွားတဲ့ Bruno Guimaraes နဲ့ Sandro Tonali တို့နေရာကိုအစားထိုးဖို့ကြိုးပမ်းလျက်ရှိတယ်။တစ်ဖက်မှာတော့ Newcastle က Nick Watermelon ကိုရောင်းချမှာဖြစ်တယ်။ပြီးခဲ့တဲ့ရာသီကမှာ Stuttgart ကခေါ်ထားတဲ့ဒီစားမကို Newcastle ကတန်း60လောက်ရရင်ရောင်းချသွားဖို့အသင့်ရှိကြောင်းဆိုတဲ့ Brentford အသင်းကလည်းသူတို့ရဲ့တိုက်စစ်မှု Iga Thiago ကိုထိတ်တန်းကလပ်တွေခေါ်ယူဖို့စိတ်ဝင်စားနေတဲ့အချိန်မှာရောင်းချဖို့ဆန္ဒမရှိကြောင်းကြေညာလိုက်တယ်25နှစ်သားဘရာဇီးတိုက်စစ်မှုကို Brentford ကဒီနိုယာတီမှာဆက်ထိန်ထားဖို့ဆန္ဒရှိတယ်။ Iga Thiago ဟာပြီးခဲ့တဲ့နှစ်ဒါပရီးမီးယားလိပြိုင်ပွဲမှာ22ဂိုးထိသွင်းခဲ့ပြီးတော့ Brentford ဘက်ကတကယ်လို့ရောင်းမယ်ဆိုရင်တန်း80လောက်ထိဈေးသတ်မှတ်ဖို့ရှိပေမဲ့ Manchester United, Tottenham Hotspur နဲ့ဒါလက်ရှိ Chelsea သင်းကစိတ်ဝင်စားပြီး Bayern Munich ကလည်းခေါ်ချင်ပေမဲ့ Thiago ကတော့အသင်းမှာစက်နေချင်တယ်ဆိုပြီးတော့သတင်းတွေဖော်ပြထားတယ်။ဒါတစ်ချိန်တည်းမှာပဲ Everton အသင်းကအခု Drive by နဲ့ Brandon Johnson တို့ကို Crystal Palace နဲ့အလဲထပ်ပြီးတော့ပို့ရှိတယ်။အထူးသဖြင့် Crystal Palace အသင်းမှာရောက်လာပြီးခြေစွမ်းမပြရုံးကန်နေရတဲ့ဒါတောင်မန်ကစားမ Brandon Johnson ကိုအလဲလှယ်လုပ်လို့ခြင်းရှိပြီးဒါ Everton ကလည်းသူတို့ရဲ့ Drive money နဲ့အလဲလှယ်ပြုလုပ်လို့ခြင်းရှိတယ်။လောလောဆယ်နေရနှစ်ဖက်ကြားဆွေးနွေးမှုတွေပြုလုပ်နေပြီးတော့အပြောင်းရွှေ့ကိစ္စကိုဒါအပြီးတိုင်ဖို့အတွက်ညှိနှိုင်းမှုတွေပြုလုပ်နေစေတာဖြစ်တယ်။ Crystal Palace အသင်းက
ယုံဖိလစ်မာထေတာကိုတက်တန်းထတ်တိုးမှာဖြစ်တယ်မာထေတာကိုယ်တိုင်ကလည်းစာချုပ်တစ်နှစ်ပဲကြာပေမဲ့သူ့ရဲ့အနာဂတ်ကိုဆုံးဖြတ်ချက်ချမှာဖြစ်ပေမဲ့ပဲလစ်နီးပြတဲ့ကတော့သူကိုကာလာရှိချတက်တန်းထတ်တိုးနိုင်လိမ့်မယ်လို့ယုံကြည်နေစေဖြစ်တယ် Northern Forest အသင်းရဲ့ပိုင်ရှင်ဖြစ်သူကOliver Glasner ကိုလုံလောက်တဲ့အခွင့်အရေးပေးပြီးတော့အချိန်များစွာပေးသွားမယ်လို့အတည်ပြုထားပြီးတော့ဒါသူ့အတွက်လုံလောက်တဲ့အခွင့်အရေးတွေနဲ့ကစားမသစ်တွေဇက်တိုက်ခေါ်ယူပေးမှဖြစ်တယ်လို့ဆိုထားပါတယ်။ဒါကတော့အခုစိတ်ဝင်စားစရာ Sunday night နဲ့တနင်္လာနေ့မနက်ပိုင်းပြောင်းရွှေ့သတင်းတွေပါအားလုံး